ဒီဖြစ်ပျက်လေးကတော့ကျွန်တော်တို့နယ်ဘက်ကရွာလေးတရားမှာတကယ်ဖြစ်ပျက်ခဲ့တာပါတရွာလုံးကတာမန်မိမ့်မပြိုလေးတရားလို့ထင်မှတ်ထားပြီးမြဲသူမညဘက်ဒီမှာလူအသွင်ကနေဝမ်းတွင်းဆုံးအသွင်ပြောင်းသွားတဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာမင်္ဂလာပါမိုး Horror Creation Channel လေးကနေကြိုဆိုလိုက်ပါတယ်အခုလိုမျိုးထူးဆန်းထွေလာ6ချားပွဲရဇာတ်လမ်းတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ Like and Subscribe လေးလုပ်ပေးသွားကြပါဦးမိတ်ဆွေတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးတွေရှိရင်လည်းရေးသားပေးပို့နိုင်ပါတယ်ကျွန်တော်အကောင်းဆုံးပြန်လည်ပုံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရွာမှာမတ်ဖြော့ဆိုတဲ့အမတယောက်ရှိပါတယ်သူကရုပ်ရည်လေးကလည်းချောမောတယ်လို့အသားအရည်ကလည်းဖြူးဝင်းနေတာပဲဒါပေမဲ့ထူးဆန်းတာကသူကတပတ်ကိုတစ်ချိန်လောက်မျက်တွင်းတွေဟောက်ပဲဖြစ်ပြီးအားရင်ကုန်ခန်းနေတတ်တာပါပဲရွာလူတွေကတော့သွေးအားနေတာလို့ပဲထင်ကြတာပေါ့တညမှာတော့မတ်ဖြော့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့ကိုဖိုးကြီးဟာညနေတကောင်မှာအပေါ်ပါသွားဖို့အပြင်ထွက်လာခဲ့ပါတယ်အဲ့ဒီချိန်မှာမတ်ဖြော့ရဲ့အိမ်ထဲကနေဝုန်းဝုန်းနဲ့တခုခုကိုအတင်းရုန်းကန်နေတဲ့အတန်ကြီးထွက်လာတယ်ကိုဖိုးကြီးကရိုးရိုးသားသားပဲမတ်ဖြော့တခုခုဖြစ်ပြီးမှတ်ပြီးအိမ်နေရပေါက်ကနေချောင်းကြည့်လိုက်မိတာပေါ့အဲ့ဒီမှာမြင်လိုက်ရတာတော့မတ်ဖြိုးကအိယာပေါ်မှာပက်လက်ကြီးအိတ်နေပြီးသူမရဲ့ဝမ်းဘက်ဟာမိုးပြန်ပူပေါင်းကြီးလိုဖောင်းတက်လာလိုက်ပြန်ချက်သွားလိုက်နဲ့ဖြစ်နေတာပါပဲခဏကြာမှာတော့မတ်ဖြိုးရဲ့ပါးစပ်ကြီးဟာပုံမှန်ထက်2ဆလောက်ကျဲထွက်သွားပြီးအထဲကနေအသားဆိုင်ကြီးတစ်ခုလိုမျိုးအနီရောင်လုံးကြီးဟာတရွရွနဲ့ထွက်လာပါတော့တယ်အဲ့ဒီလုံးကြီးဟာကြမ်းမြင်ပေါ်ကြရတော့မှအတောင်ပံတွေပါတဲ့ဥကောင်းပြက်ကြီးတစ်ခုတွင်ပြောင်းသွားပြီးပြတင်းပေါက်ကနေဘုံကနေပြန်ထွက်သွားတာပါကိုဖိုးကြီးလည်းကြောက်လွန်းလို့အိမ်နဲ့ပြေးဝင်ပြီးစောင်းချုံအိတ်နေလိုက်တော့ပါတယ်နောက်တနေ့မနက်မှာတော့ကိုဖိုးကြီးကရွာလူတွေကိုဒီကြောင်ပြောပြဖို့မတ်ဖြိုးတို့အိမ်ဘက်ကိုတွားကြည့်ခဲ့ပါတယ်အိမ်ရှိရောက်တော့မတ်ဖြိုးကအိမ်ရှိမှာထိုင်ပြီးစံပြနေတာကိုတွေ့ရပါတယ်။ကိုဖိုးကြီးကမတ်ဖြော့ကိုကြည့်ပြီးတုံတုံရင်းနဲ့ညာကနေကောင်းရဲ့လားလို့လှမ်းမိလိုက်တဲ့အချိန်မှာမတ်ဖြော့ကဖြည်းဖြည်းချင်းမော့ကြည့်လာပါတယ်။သူ့ရဲ့မျက်လုံးတွေထဲမှာညကမြင်ခဲ့ရတဲ့အနီရောင်အလင်းတန်းတွေနဲ့ဖြတ်ကနေလက်သွားတာကိုမြင်လိုက်ရပါတယ်။မတ်ဖြော့ကပြုံးလိုက်ပြီးမြဲအဲ့ဒီပြုံးဟာတာမန်လူတယောက်ရဲ့အပြုံးမဟုတ်ပါဘူး။သူကကိုဖိုးကြီးရဲ့နားနာကိုကပ်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်။ညာကဦးလေးချောင်းကြည့်နေတာကိုကျမသိရနော်တဲ့။ကိုဖိုးကြီးကအိမ်ပြန်ရောက်တာနဲ့လေးဖြတ်တယ်လို့မျိုးစကားအသွားပြီးဘယ်သူမှဘာမှပြောပြလို့မရတော့ပါဘူး။ခုချိန်ကြီးလေမတ်ဖြိုးကရွာထဲမှာအေးစစ်စစ်နေထိုင်နေတော့မှာပဲ။ဒါပေမဲ့ညနေတဲ့အခါမှာတော့သူ့အိမ်ထဲကနေဂလုံဂလုံဆိုတဲ့အတန်ကြီးတွေထွက်ပေါ်နေသေးပါပဲဇလန်းလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးနေကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ကြောက်စရာကောင်းတဲ့ဇလန်းတွေကိုတင်ဆက်ပေးသွားအောင်မို့စောင့်မျှော်ကြည့်ရှုပေးကြဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ Like and Follow မလုပ်ရသေးရင်လည်းလုပ်ပေးသွားကြပါဦးနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ